ဘဝမှာတားမီ2ယောက်လုံးတစ်ခါမှမတဲခဲ့ဘူးတဲ့ရန်ကုန်ကဒါ luxury hotel ကျွန်တော်တို့တွားတဲဖြစ်ခဲ့တယ်ဒါပန်းလိုက်အေးရအထဲမှာရှိတဲ့အဝေမြင့်တာ hotel ပေါ့ veranda view လေးနဲ့တင်ကိုပေးရတဲ့ဈေးကတန်တယ်လို့ခံစားရတယ်ပေါ့ဒီပန်းလိုက်အေးရထဲမှာရှိတဲ့အဝေမြင့်တာလုံးဝရန်ကုန်မှာရောက်နေတယ်လို့မခံစားရတာကျွန်တော်အကြိုက်ဆုံးကတော့အခန်းထဲမှာ3မီတာထိုင်ခုံနေပြီးတော့ဒီကော်စောတွေလုံးဝတော်တော်လေးကိုမိုက်တယ်အခန်းလေးကလည်းကြဲကြဲဝန်းဝန်းနဲ့လုံးဝခုတ်စီဖြစ်တယ်ပေါ့ဒါတော့အိမ်နာရေချိုးခန်းမှာရောက်ချင်းဘက်ဂီလေးစီးပြီးတော့ spa မှာသွားအနှိပ်ခံပြီးတော့အပန်းဖြေမလို့ပေါ့ဒီနေရာရောက်ခဲ့ဘူးတမ spa တွေထဲမှာလုံးဝ relax အဖြစ်ဆုံးပဲဒါ Oasis spa ပေါ့ spa မှာအနှိပ်မခံခင်ကတည်းကဒီနာရှုခင်းနေရလှုပ်ထားတာတွေအကြည့်တာနဲ့တင်တော်တော်လေး relax ဖြစ်တယ်ပေါ့ကျွန်တော်ကတော့ဒီနေရာတစ်ဝိုက်ကိုတော်တော်လေးကိုတဘောကြတာspa မလုပ်ခင်အရင်ခြေထောက်ဆေးတယ်ပြီးတော့လုံးဝ private အခန်းပေါ့ပြီးတော့အခန်းရှိမှလည်းဒီလိုလုံးဝရေတခွန်လေးလုပ်ပေးထားတယ်တော်တော်လေးကိုမိုက်တယ်အမေကတော့ရေတန်လေးတစ်ဖွဲဖွဲနဲ့သူကလုံးဝအနှိတ်ခံနေပြီးတော့လုံးဝစိမ်းယူနေပြီကျွန်တော်တော့ Oasis မှာပတ်ကြည့်ရင်လည်းရေကူးကန်မှာပါတယ်ဆိုတော့တွေးလိုက်တယ်ပေါ့လုံးဝရေကူးကန်လေးတော်တော်လေးကိုလှတယ်ပြီးတော့ကျယ်လဲကျယ်တယ်ပြီးတော့ပန်းလိုက်အင်အားထဲမှာပဲဆိုတော့စိမ်းလန်းစုပ်ပြေတဲ့တဘာဝပတ်ဝန်းကျင်နေနဲ့ဒါလုံးဝရန်ကုန်မြို့ထဲမှာအေးအေးဆေးဆေးလေးအနားယူလို့ရတဲ့နေရာလေးပေါ့နောက်ထပ် Oasis မှာ spa အပြင်မှာဒါခြေတဲလက်တဲလှုပ်ချင်တဲ့လူတွေအတွက်လည်းတခါတည်းဒီမှာတစ်ဆက်တည်းပေါ့လှုပ်သွားလို့ရတယ်ဆိုတော့တော်တော်လေးကိုအဆင်ပြေတယ်ပြီးကြတော့ဒီမှာ hair salon ရောရှိတဲ့အတွက်ကျွန်တော်မေကတော့ဒီမှာခေါင်းမှာတခါတည်းလျှော်ပြီးတော့သပင်ပုံတွင်းဖို့အတွက်ပေါ့နော်ကျွန်တော်ကတော့စောင့်နေနေဟိုရိုက်ဒီရိုက်ပေါ့ပြီးတော့ဒီ salon လေးရတယ်လုံးဝတော်တော်လေးကိုချစ်ဖို့ကောင်းတယ်အဲ့လိုနဲ့ခေါင်းလျှော်ပြီးတော့သပင်ပုံတွင်းပြီးတော့ကျွန်တော်တို့ဒါညမှာလမ်းလျှောက်ထွက်တာပေါ့ဟိုတယ်ကပန်းလိုက်အိမ်ယာထဲမှာပဲဆိုတော့ security ဘိုင်းကတော့တော်တော်လေးကိုစိတ်ချရတယ်ညပိုင်းဆိုလဲလမ်းလျှောက်ထွက်ရင်လုံးဝ relax ပေါ့နော်အဲ့လိုနဲ့တရက်ဘလို့ကုံသွားမှမသိဘူးနောက်နေ့မနေ့ကျတော့မြထပြီးတော့မျက်နှာတစ်တယ်အခန်းပြင်ကိုကြည့်လိုက်တော့လေလုံးဝမြူတွေနဲ့တော်တော်လေးမိုက်တယ်ပြီးတော့မနက်စာကိုအဝေမြင့်တာမှာရှိတဲ့ဒါ flare မှာပေါ့လုံးဝစားချင်တာတွေ buffet ဆွဲတယ်ဆွဲပြီးတော့အနေတော့ကျွန်တော်တို့ကပန်းလိုက်အိမ်ယာထဲမှာရှိတဲ့ဒါ golf ပဲရိုက်မလားစပိန်မဲစီးမလား activity တွေအများကြီးရှိရပေါ့အဲ့ထဲမှာကျွန်တော်တို့စပိန်စီးနဲ့ဒီနားတစ်ဝိုက်ကိုကျွန်တော်တို့ပတ်ပြီးတော့လေ့လာတယ်လိုက်ကြည့်တယ်အဲ့လို staycation ကိုကားတန်နေစုညံတန်နေရဲ့အဝေးမှာနေခြင်းတော့ဒါဒီအဝေမြင့်တာကိုလုံးဝ recommend လုပ်တယ်အရန်တာရတယ် service ကလည်းကောင်းတယ် privacy နဲ့ safety ကလည်းရှိတော့လုံးဝ staycation အတွက်ဆိုရင်ဒီလိုနေရာမှမရွေးဘယ်မှာသွားရွေးတော့မလဲ